တင်းဤဗန္နာတိုက်၌၎င်းတင်ပြုလေရာ၌၎င်းဒါဝရဘုရားသည်တင့်အပေါ်မှာမင်္ဂလာရောက်စေခြင်းငှာမိန်တော်မူမည်တင်းဘုရားသခင်ဒါဝရဘုရားပေးတော်မူသောပြည်၌တင့်ကိုကောင်းကြီးမင်္ဂလာပေးတော်မူမည်တင်ဒီတင်းဘုရားသခင်ဒါဝရဘုရား၏ပြညတ်တော်တို့ကိုစောင့်၍လမ်းတော်သို့လိုက်လျင်ဒါဝရဘုရားကျိန်ဆိုသည့်အတိုင်းတင့်ကိုကိုရော့အဖို့တန်ရှင်းသောအမျိုးအစဉ်မြဲဖြစ်စေတော်မူမည်တင်ဒီဒါဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ်တမှုချင်းကိုခံရသည်ဟုလူမျိုးခတ်သိမ်းတို့သည်သိမြင်၍တင့်ကိုကြောက်ရွံ့ကြလိမ့်မည်ဒါဝရဘုရားသည်တင့်အားပေးခြင်းကဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်၌ဥစ္စာပစ္စည်းသားသမီးတရိษံအတိုးပွားမြေအတိနှံများကိုကျွယ်ဝစေတော်မူမည်ဒါဝရဘုရားသည်အချိန်တန်မှတင်ဤပြည်၌မိုးရွာစေခြင်းက၎င်းတင်ပြုလေရာ၌ကောင်းကြီးပေးခြင်းက၎င်းဗန္နာတော်တိုက်ဒီဟုသောမိုးကောင်းကင်ကိုဖွင့်တော်မူမည်တင်သည်လူမျိုးများတို့အားချင်းငှားရသောအခွင့်ရှိလိမ့်မည်သူတို့သည်တင်အားချင်းငှားရသောအခွင့်မရှိရဒါဝရဘုရားသည်တင့်ကိုအမိမဖြစ်စေဘဲခေါင်းဖြစ်စေတော်မူသည်ဖြင့်တင်သည်အောက်၌မနေရဘဲအပေါ်၌သာနေရသောအခွင့်ရှိလိမ့်မည်ယနေ့ငါဆင့်ဆိုသောဒီဘုရားသခင်ဒါဝရဘုရား၏ပြညတ်တော်တို့ကိုကျင့်ဆောင်ခြင်းဟာနားထောင်နေ၎င်းယနေ့ငါဆင့်ဆိုသောစကားတော်လမ်းမှထွက်၍လက်ရဘဲလက်ဝဲဘဲသို့မလွှဲအခြားတစ်ပါးသောဘုရားနှောက်သို့လိုက်၍ဝတ်မပြုဘဲနေလင်၎င်းထိုတို့ကျေးဇူးတော်ကိုခံရလိမ့်မည်